你有这样啊？那看你刚才人说着呢，那看那人嘛被真的啊呗。 ရှင်းလို့အသက်ကြီးပြီးမရင်ငယ်လောက်တက်ကြတဲ့သူနဲ့တော့ဘယ်တူပါမလဲ သူများကိုလက်ညှိုးတစ်ချောင်းထိုးရင်ကိုယ့်ကိုလက်ညှိုး10ချောင်းထိုးရဲဆိုတာနင်မသိသေးဘူးပဲခုခေတ်စကားနဲ့ပြောရရင်တော့စပွန်ဆာပေါ့ဒီပစ္စည်းတွေရောငါဝယ်လာလားပြန်ပေးလိုက်အောင်နော်မိပါတော့မှဆိုလို့ ကျမသိတယ်သူများဟောက်အပိုင်မယူရမှန်းခလေးရောခွေရောသိတယ်ရှင်းမဲမသိတာအန်တီကနင်းသမီးဆိုပေမဲ့အဲ့လိုအပြတ်တင်နဲ့မလိုက်ဘူးစေတနာနဲ့ကြံပေးရနော်ကြည့်ရဆိုလို့ ငါအခုဘာဖြစ်နေလဲ ဘာဖြစ်ရမလဲအသက်ကကြီးပြီဆိုတော့အသားရည်တွေကရော့ရဲပျော့ပြဲနေရပဲဒီမှာကြည့်လေစမလိုလက်မောင်းလေးတွေကြစ်လက်ပြီးလှမနေ